ကဲကြော်စာဝင်ပွဲစပြီနော်ကြည့်မယ်ကြော်ကြီးပွဲကြည့်မယ်ကြော်ကြီးကြည့်မယ်ဘယ်လိုလဲအချင်းနဲ့စပြီပထမကြည့်ကြော်စာဝင်နဲ့ပမာဝက်အောင်ကဲဘယ်လိုလဲကစားပေါ့ခုနစမမီပွဲလဲကောင်းတယ်ဗျအိုးဟိုစားတော့စားနေပြီဘယ်နှချီတော့ထင်လိုက်ကွာဘယ်နှချီနဲ့ထင်တယ်လဲဘယ်နှချီနဲ့ထင်လဲအိုးကောင်းတယ်ကောင်းတယ်ပို့သူပြန်ပြတော့လေကျွေးပဲပြန်ပြရင်ပါကျွေးပဲဟိုကြော်စာဝေးနိုင်ပါမလားကွာသူပြန်ပြရင်ပါဒါမှကြော်စာဝေးလဲကောင်းပါတယ်သူပြန်ပြခေါင်းက9ရကျွေးပဲအိုးโอ้ကြော်ဆောင်ဝင်ကထိုးတာသူထိုးတာကွာဟိုတိတိကျကျမထိဘူးတာဟာပြန်ပဲဟိုတိတိကျကျမထိဘူးသူထိုးရတာအဲ့လိုမျိုးဖြစ်နေတာလက်သေးကိုတိတိကျကျမထိဘူးအဲ့လိုမျိုးအဲ့ဒီမှာဖျောက်ပြောင်းဆိုလို့စရင်တော့သူကဒါတော့ကောင်းတယ်ကြည့်သွားတာသူချော့တယ်အေးအိုးเอ้ยဖားတယ်ဒါဒီလိုပေါ့ဆောင်ပဲသွားမလားကြည့်ဘူးဒီလိုပေါ့ဆောင်သွားတော့အမှန်နဲ့အစင်မပြေဘူးဟိုဘယ်လိုပေါ့ဆောင်သွားမလဲမသိဘူးကွာစိတ်โอ้ကောင်းတယ်အဲ့ဝင်လက်ခြေတော့လည်းထည့်ပါတယ်ကြော်ဆောင်ဝင်ရโอ้ဒါတော့ပထမချိန်မှာဆိုဒီတိုင်းပဲသွားမယ်ငါကြည့်တာโอ้ဝင်ကွာသူပြန်ပြလဲခေါင်းတာကိုကွာကောင်းတယ်ကွာကြော်ဆောင်ဝင်စားမရပါမလားကွာတော်လေးပဲ body ကောင်းတယ်ကွာထားလိုက်ဆိုလို့စရင်ကြော်ဆောင်ဝဲရခလေးလိုမျိုးဖြစ်ကွာပထမခြေတော့ပြီးတော့မယ်ဒုတိယခြေလည်းဒီတိုင်းသွားမလားတတိယခြေလည်းဒီတိုင်းသွားမလားမသိဘူးပြောမသားရတာတော့ပုံဆောင်ရသွားတဲ့ပုံကတော့ပထမခြေတော့ပြီးရပြီကွာဒီတိုင်းပဲဆက်သွားမလားမသိဘူးဒုတိယခြေတော့ပြန်စနေပါပြီဗျကျော်ဆောင်ရဲ့အခြေအနေရရှိပြန်စပြီကမဝဲပတ်နေနေပြီဝင်နေကောင်းတယ်ဝင်လောက်ပါဒီတိုင်းပဲဆက်သွားတော့မရဘူးလောက်ဝင်စီအေးဟာဖက်တယ်ထိုင်းမတာဖက်တယ်ကွာဒီတိုင်းပဲဆက်သွားတော့သွားပြီဒါတော့ဘဝပြည့်ပြီကြည့်တဲ့ဘဝတော့ထိုးရတာတက်ပြီးတော့ဟိုဟာမကြောင်းဆိုလိုမျိုးဒီပွဲမှာပထမခြေဒုတိယခြေမှာထိုးရတာပုံမောင်တော့ပဲထိုးရတာတော့တော်တယ်မတက်ပြီးတော့မထွက်တယ်လို့ပုံဆောင်ဖြစ်နေတယ်ထိုးရတာတော့ပုံမောင်တော့ပဲကွာအခြေအနေရဘယ်လိုလာမလို့ထားကွာဒီတိုင်းပဲဆိုလို့စရင်တော့သွားပြီးငါထင်တာတော့အမနဲ့ပဲငါပြောငါထင်တာပဲဒီကောင်လိုက်နေကြတော့လိုမျိုးပေါက်ဆောင်ထိုးရမယ်ငါပြောသားပါတယ်အမထိုးမယ်အမယူပြီးတော့ထိုးမယ်ဒီလိုပေါက်ဆောင်အဲ့ဒီသွားပြီးတော့ကစားမယ်လို့ကျွန်တော်ငါလည်းပြောထားပါတယ်ဗျာဒီတိုင်းပဲဒုတိယခြေတော့မှ10မိနစ်ကျော်ပဲကြောင်းရတယ်ထိုးရတာကွာဟိုဗာလဲသူပြန်ပဲသူထိုးတာအရင်တော့တရက်ဘယ်လိုလဲသူပြန်ပဲဘယ်လိုလဲဆလာတန်လားအဲ့ဒီတရက်တဲ့ကြည့်လို့မကောင်းဘူးကွာဆလာတန်နဲ့ပွဲတော့ထိုးရတာနေတစ်ချက်ငါတစ်ချက်နေပြီးငါတီးဒီပွဲထိုးရတာဘယ်လိုလဲမသိဘူးဘယ်သူကွဲတယ်မသိဘူးဇွေးတော့ထွက်နေပြီလားမသိဘူးအနေနေရထွက်နေပြီကြော်ဆောင်ဝင်ပဲလားမသိကွဲသွားတာဘယ်လိုလဲမသိဘူးကွာထိုးရတာကွာအများကြီးမျောလင့်ထားတာကွာဒီလိုပုံဆောင်ရထွက်လာတာထိတယ်ကြော်ဆောင်ဝင်ထိတယ်
ကျော်စာဝင်းကမြန်မာဟောကမဝဲကွဲတာလားမသိဘူးသူပြန်ပဲကွဲတာလားမသိဘူးအိုဟိုထိသွားတာတော်လေးပဲကွာဟုတ်တယ်သူပြန်ပဲကွဲသွားတာသူပြန်ပဲထိသွားတာအိုဟိုကမဝဲကွဲတာအိုးသွေးထွက်တာအဲ့လောက်ထိထွက်တာကျော်စာဝင်းဝင်တီးလေကွာဒုတိယခြေတော့ပြီးပြီဒုတိယခြေပြီးတော့မယ်နောက်နည်းနည်းလေးပဲကြောင်တော့တယ်အိုးဘာနဲ့ထိတာလဲမသိဘူးကျော်စာဝင်းကွဲတာလားသူကွဲတာလားအိုးကမဝဲကွဲတာမဟုတ်လားဘာနဲ့ထိတာလဲမသိဘူးသူအဲ့လောက်ထိထွက်တာဟော1 2K ပါမယ်အိုးကျော်စာဝင်းကွဲတာမဟုတ်တင်တယ်ကမဝဲကွဲတာတင်တယ်ကျော်စာဝင်းပဲလားကွဲတာဟုတ်တယ်နှစ်ယောက်စလုံးကွဲတာဘယ်လိုကွဲသွားတာလဲဘာတစ်ချက်ထိတယ်ဟောရောသွေးတော်ထွက်တယ်အများကြီးပဲထွက်သွားလားရောအများကြီးပဲအိုးကမဝဲကွဲတာသူလည်းကွဲတယ်နှစ်ယောက်စလုံးကွဲတယ်ငါထင်တာနှစ်ယောက်စလုံးကွဲတယ်ဘယ်လိုလဲမသိဘူးကြည့်ရတာနှစ်ယောက်စလုံးပဲထွက်တယ်ဆိုတော့အများကြီးပဲအိုးညှို့နှိထားတယ်ဟုတ်တာဗောကျော်ဆောင်ဝင်ကွဲတယ်ကျော်ဆောင်ဝင်လည်းကွဲတယ်ကမဝဲလည်းကွဲတယ်တင်တယ်ကမဝဲလည်းကွဲတယ်တင်တယ်ဒါမှထွက်တဲ့ချက်မှာဆိုလို့ရှိရင်နေရဆိုတော့ထွက်တယ်ဆိုတော့ကဲနောက်ဆုံးချီဘလို့လောင်းလဲဒီတိုင်းပဲဆက်သွားတယ်ဆိုလို့ရှိရင်တော့ထိုင်းပဲနိုင်မယ်ကျော်ဆောင်ဝင်လောကမနိုင်ဘူးဒီတိုင်းပဲဆက်သွားမယ်ဆိုလို့ရှိရင်တော့ရောက်တယ်ငါရောက်တယ်ဝင်ပြီးနောက်ဆုံးချီမှာဝင်ပြီးချပြီးလောက်ပါအိုးကျော်ဆောင်ဝင်တွေ့ထွက်တာအများပဲကျွန်တော်ထင်တာကျော်ဆောင်ဝင်ထွက်တာအများပဲထင်လားအိုးဟိုမှာဟိုကမဝဲထွက်တယ်ရကမဝဲထွက်တာသူပဲထွက်တာလားမသိကျွန်တော်လည်းကြည့်မတတ်တော့ဟိုကမဝဲလက်ပေါ်မှာအများပဲကြာလာတယ်ကျော်ဆောင်ဝင်တွေ့တာကမဝဲတွေ့တာမသိဘူးအိုးကျော်ဆောင်ဝင်လည်းအများပဲထွက်လာတယ်အကြည့်တာကမဝဲသူပြန်ပဲငါကြည့်တာတော့နောက်ဆုံးခြေတော့ရောက်နေပြီအိုးဟိုကြည့်ရတာတော့အိုးဟိုတာရီထွက်တယ်ရောက်ရေးကျော်ဆောင်ဝင်တီးတယ်ပွဲရတော့ကြည့်လို့ကောင်းတယ်ကွာဒါပေမဲ့ဘလို့ထိသွားတယ်မသိအဲ့လိုထိတာဟိုရောက်ရေးထွက်တယ်ရောက်ရေးနေရစလုံးနေရဲတာပဲနေရစလုံးနေရဲတာပါရောက်ရေးထွက်သွားတာအိုးပွဲရတကယ်ကောင်းတယ်ဒီပွဲဒါမဲ့သူတို့ထိုးရတာဘလို့မသိလက်သေးတွေမှာမဖြောက်တယ်လို့မျိုးပဲနေရစလုံးပဲအိုးရဲကျော်ဆောင်ဝင်ကျော်ဆောင်ဝင်ပဲချမှာသူထက်များတာကျော်ဆောင်ဝင်ထက်များတာဟိုမှာသွားပြီကွာအတိုင်ရဲ့ကြည့်အတိုင်ဟိုဖျက်တယ်ကျော်ဆောင်ဝင်ထွက်တာများတယ်အိုးကျော်ဆောင်ဝင်ထွက်တာတော်တော်များတယ်ရောက်ရေးအိုးကျော်ဆောင်ဝင်အများကြီးထွက်တယ်ကွာအများကြီးထွက်မှဒါမှရတယ်ကွာဒါမှအဓိကသူတို့ဆရာကလူတယ်ဆိုလို့စင်တော့ရတယ်အဲ့လိုမျိုးပုံစံပေါ့လူသေးတယ်ဆိုလို့စင်ရတယ်ကွာဖိုက်တာတော့ဘာမှမဖြစ်ဘူးအိုးဝင်ထိုးပြီးပြန်ပြီးကန်တယ်အိုးအဲ့ကျော်ဆောင်ဝင်ကွာဒီပွဲကျော်ဆောင်ဝင်တော့ထိများတယ်အိုးဒတောင်ကြည့်လို့ကောင်းတာတော့ဟိုဆလာတောင်နဲ့ပွဲမှာဒီပွဲကတော့ဘလို့လည်းမသိဘူးစိုက်ပြီးတော့မဆောင်တယ်လို့မျိုးထိုးပါတာသူပြန်ပြတက်ပြီးတော့ဝင်မရဲဘူးလို့အဲ့လိုမျိုးပေါ့ဆောင်ဝင်မရဲတော့ပြောတာပဲလက်နေကြလို့မျိုးထိုးမယ်ဆိုတာထင်တာပဲဝို့ထွက်တာအများကြီးပဲထွက်တာအများကြီးပဲဒီမှာပြမယ်ထွက်တာအများကြီးပဲဒီမှာထွက်တာအများကြီးပဲဟိုရောက်ရေးသွားပြီးဒီပုံစံနဲ့ဆိုလို့စရင်တော့အမနဲ့ပဲသွားမယ်သွားပြီးအမနဲ့သွားရတော့ကျော်ဆောင်ပြီးစောပြီးနိုင်ပြီးတော့ပြည့်နေပြီစက္ကန့်30ပဲကြောင်းရတယ်အလဲမထိုးနိုင်ဘူးဆိုတော့ဒီတိုင်းပဲအမနဲ့ဆိုလို့စရင်တော့အိုးတို့မင်းတစ်ချက်နိုင်ပြီးတော့မယ်ကျော်ဟန်ဆိုင်ခေါ်တယ်ဒါမဲ့ထမ်းဖိုက်တာတွေကဒီလိုမျိုးပဲအဲ့လိုမျိုးသာလုံးလို့မရဘူးထမ်းဖိုက်တာတွေကပညာအနည်းစနည်းနဲ့တောက်တာကွာသူတို့တွေကအနာမခံဘူးသူတို့တွေကတော့အမတိုင်တော့ရပြီးရလို့ပေါ့ဆောင်ဘလောက်ပဲဆက်ခေါ်သူတို့ကဒီဘန်းပဲကျွန်တော်ပြောထားပါတယ်လက်နေကြတော့လိုမျိုးသူပုံဆောင်ထိုးရမယ်ဖြည့်နိုင်တယ်ဆိုလို့စရင်တော့ဒီမြန်မာဖိုက်တာကျော်ဆောင်ဝင်းတို့လိုမျိုးဖိုက်တာလေးတွေကျွန်တော်တို့ထိုင်းဖိုက်တာနဲ့တည်လို့မရဘူးနိုင်ငံခြားဖိုက်တာနဲ့တည်ရမယ်โอเคပွဲရတော့ပြီးရောပြီကျော်ဆောင်ဝင်းတို့တွေ့ထက်တယ်โอเคအမနဲ့ပဲသွားတယ်စဉ်းစားလို့မရဘူးငါထင်တာတော့သူတို့ထိုင်ပဲပေးလိုက်မယ်လို့ကျွန်တော်ထင်တယ်ဗျာ
ငါထင်တာသူတို့ထိုင်ပဲပေးလိုက်မယ်လို့ထင်တယ်ဒီမှာအမပေးစနေရောက်နေပြီဆိုတော့ငါထင်တာထိုင်ပဲသူတို့ပေးလိုက်မယ်ငါထင်တဲ့အတန်းငါထင်တဲ့အမြင်ပေါ့နော်ဒါမှထိုင်ပဲသူတို့ပေးလိုက်မယ်ငါထင်တာဒါမှထိုင်အထိတာအများကြီးပဲကျော်ဆောင်ကကွဲသွားတာလို့ပြောဆောင်ကျော်ဆောင်ကအထိတာဒါပဲထိုင်ပဲအိုးငါပြောတာပဲထိုင်ပဲသူတို့ပေးလိုက်မယ်ဆိုတာငါပြောထားတယ်โอเคအမနဲ့စိုးတယ်ကြော်စာဝင်လဲဒီပွဲစမမင်းလည်းအမနဲ့စိုးတယ်ကြော်စာဝင်လဲအမနဲ့စိုးတယ်โอเคသိတဲ့တန်းပဲကျွန်တော်မြန်မာဒါကိုကျွန်တော်ပြောတာကွင်းထဲမှာကျွန်တော်အားပေးချင်တာအဲ့ဒီကိုအကြောင်းအရာလေးတွေပါတယ်ဗျာစစ်